Puko Odo Ata Hila Odo Ata Sela Odo Ala Gapo Peti Puko Odo Ata Tuto Vido Topla Hila Odo Alu Apui Nộp ná lại tay na Ông kịch đinh bẹt ngạc la Chứ hồi biến nàng cùng khát Xem thòm về ní Ô lom nàng မင်္ဂလာပါကျွန်တော်မန်တယ်ဝင်းပါနေသားရင်းတီးရုပ်ရှင်ကိုရေးသားစီစဉ်တင်ဆက်တဲ့သူဖြစ်ပါတယ်နေသားရင်းတီးရုပ်ရှင်ဟာ2022ခုနှစ် Los Angeles ကာပွဲနဲ့2023ခုနှစ် San Francisco ကာပွဲတို့ကိုတီးပြဆက်အနေနဲ့တင်ဆက်ကားပြတဲ့စင်ကရိုက်ကူးထားပြီးပြန်လည်တီးဖြတ်ကာနောက်ခံတေးဂီတအသစ်တွေနဲ့ပံ့ပိုးထားတဲ့တေးရုပ်ရှင်ဖြစ်ပါတယ်နေသားရင်းတီးရုပ်ရှင်ကို2024ခုနှစ်မလကစပြီးဒေါ်လာမိသားစုတွေရဲ့ကြိုးပမ်းမှုနဲ့ဂျမေကာ၊ဩစတြေးလျ၊အိန္ဒိယ၊စင်ကာပူ၊ဆောက်ကိုရီးယားနဲ့ United States တို့ကမြို့ကြီး16မြို့မှာလှည့်လည်ပြီးတော့ပြသခဲ့ပါတယ်။အခုဆက်လက်ပြီးတော့ Auckland, New Zealand နဲ့ New York မြို့ကြီးတို့မှာပြသဖို့စီစဉ်ထားတာရှိပါတယ်။2022မှာအဲလီမှာကပြခဲ့တဲ့ပွဲကနေစပြီးတော့နေသားတဲ့နေ့ကနေရရှိသမျှဝင်ငွေတွေအားလုံးကိုပွဲစီစဉ်သူတွေကနေတဆင့်မြန်မာပြည်သူများနဲ့ຫນွေဦးတော်လိုင်းရမုံငွေတို့အတွက်လှူဒန်းခဲ့ပါတယ်။နောက်လည်းဆက်လက်လှူဒန်းသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အားလုံးရဲ့ကြိုးပမ်းမှုကိုအသိမှတ်ပြုတဲ့အနေနဲ့သမရာကြီးကဂုဏ်ပြုလွှာကြီးမြင့်ခြင်းကိုခံခဲ့ရပါတယ်။အခုဒီအစီအစဉ်မှာနေသားရင်းနေ့နဲ့ပတ်သက်ပြီးမြင်းမြန်းထားကြတာလေးတွေသိချင်ကြတာလေးတွေကိုကျွန်တော်စူးစမ်းပြီးတော့ဖြေသွားပေးမှာဖြစ်ပါတယ်။နေသားရင်းနေ့တေးပြဆက်ဟာလက်ရှိအချိန်မှာမြန်မာသမိုင်းရဲ့အမှောင်ဆုံးကာလတွေအတွင်းမှာရောက်ရှိနေကြတဲ့မြန်မာပြည်တွင်းမှာနေထိုင်နေကြသူအားလုံးရဲ့ကြမ်းကြမ်းခံနိုင်မှုနဲ့ရဲစွမ်းတတ္တိတွေကိုမှတ်တမ်းတင်ထားခြင်းသားရဲ့ဒီအကြောင်းတွေကိုမြန်မာပြည်ပြင်ပလူတွေသိစေခြင်းနဲ့ဆန္ဒကနေပေါက်ဖွာလာတာဖြစ်ပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ရမုံငွေရှာတာတို့မီဒီယာထုတ်လုပ်ရေးတွေနောက်ွယ်ကနေကျွန်တော်အစကတည်းကကူညီပေးဖြစ်ခဲ့ပါတယ်။ချင်းနေရီပိုဆိုးလာတာနဲ့အမျှပြည်သူတွေဒီအမောင်ထုကနေလွတ်မြောက်ဖို့အတွက်ပြည်ပရောက်မြန်မာတွေအနေနဲ့အာသွန်ခွန်ဆိုင်ကြိုးပမ်းလှုပ်ဆောင်နေကြတဲ့တော်လန်စိတ်ဓာတ်ကိုပို့ပြီးတော့မြင့်မားစေချင်တာရဲ့ဒီဖြစ်ပျက်တွေကိုအခုခေတ်ပြည်သူတွေသာမကနောက်မျိုးဆက်သစ်တွေပါသိဖို့မှတ်တမ်းတင်ထားဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်လို့ခံယူမိတဲ့အတွက်ကြောင့်နေသားတဲ့နေ့ကိုအကောင့်ထဲဖော်ပြခဲ့ပါတယ်။မူလအစရည်ရွယ်ချက်နဲ့ vision ကတော့နေသားတဲ့နေ့ကိုအခုကာလရဲ့အေးဆက်ချမ်းကျုပ်လာတဲ့အခြေအနေတွေပေါ်အခြေခံပြီးစကားပြောကြပြဂီတအကစသည်တို့နဲ့ဖန်ဆားထားပြီးတဲ့အခါမှာသမိုင်းကြောင်းနဲ့နိုင်ငံရေးအတွေးအခေါ်ပေါ်အခြေခံတဲ့ဇာတ်လမ်းတစ်ခုကိုဖန်တီးတင်ပြခြင်းခဲ့တာပါ။အာနာရှင်ကိုအန်တုနေကြတဲ့တော်လာနေကြတဲ့ပြည်သူတွေရဲ့အတန်တွေကိုဂုဏ်ပြုရင်းသူတို့ရဲ့အနစ်နာခံမှုတွေကိုဂုဏ်ပြုရင်းပရိသတ်တွေကိုဒီຫນွေဦးတော်လာရေးအလဲမှာရောက်နေတဲ့ကဲ့သို့ခံစားရအောင်တင်ပြခြင်းခဲ့တာပါပဲ။တကယ်တော့အတန်မရှိတဲ့ပြည်သူဆိုတာမရှိပါဘူး။အတန်မထွက်ရအောင်ဖိတိထားခံရတာပဲရှိပါတယ်။နေသားတဲ့နေ့ဟာပြည်သူတွေရဲ့အတန်ဒီတော်လာရေးရဲ့အတန်ကိုလူတွေအားလုံးကျဲလောင်စွာကြားရအောင်စ조사အားထုတ်ထားတဲ့အနုပညာလက်နက်တစ်ခုဖြစ်ပါတယ်။အာနာရှင်တွေဟာသမိုင်းကြောင်းကိုခြေဖြတ်ပစ်ဖို့စ조사လေးရှိကြပါတယ်။ဒီတေးရုပ်ရှင်ဟာຫນွေဦးတော်လိုင်းရဲ့သမိုင်းပြည်သူတွေရဲ့အတန်ကိုမှတ်တမ်းတင်ထားတဲ့ယဉ်ကျေးမှုမှတ်တိုင်တစ်ခုဖြစ်ပါတယ်။ပြည်သူတွေရဲ့လက်ထဲမှာရှိတဲ့တစ်ခုတည်းသောလက်နက်ဟာပြည်သူတွေရဲ့အတန်ပဲဖြစ်ပါတယ်။ဒီအကြောင်းကိုကျွန်တော်တို့တခြင်းတစ်ပုတ်ဖွဲ့ဆိုပြီးတင်ဆက်ကပြခဲ့ပါတယ်။အနိုင်ယူပွဲလို့ခေါ်ပါတယ်။ 你也哭得冷的，追着的面面来，把几团浪潮熬夜来，你从头也来对表潮来。DJ 还那一回 DJ ဟာနိုင်ယူပွဲ ，DJ 还那一回，我如也是高人也不会，听那头也看来好呀美。 နေသားရင်းနေ့ DJ အတွက် 还那一回 ပထမဆုံးစပြီးတော့တိုင်ပင်ဖြစ်တာတော့မမ
Dr. Beauty ဆွေနဲ့ Dr. Nanda မင်းဆွေတို့ဖြစ်ပါတယ်နောက်ပြီး logistics အတွက်ကို Patrick ကကူညီဖို့သဘောတူခဲ့ပါတယ်အဲ့ဒီကစပြီးကို Patrick ရဲ့ Nanda ရဲ့ကျွန်တော်ရဲ့၃ယောက်သား producers တွေအနေနဲ့အခုထိလက်တွဲဖြစ်ခဲ့ကြပါတယ် မင်္ဂလာပါကျွန်မကနန္ဒာမင်းဆွေပါဒီပြဆက်ကိုအသက်ဝင်အောင်စတင်ပြီးတော့ပြောထောင်ခဲ့တဲ့သုံးဦးရတူပါရှင်ပထမဆုံးအချိန်စင်တင်ကပြတော့က2022ရဲ့ March လပဲရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီကလေးကကိုသက်ဝင်းဟာအမျှော်မြင်ရှိနေပေါ့နော်ဒါဟာနှက်ဖန်တပတ်ပြီးသွားမှမဟုတ်တဲ့ကိစ္စဖြစ်တဲ့အတွက်သူဟာရေးရှည်ခံစားလို့ရအောင်သူရေးထားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လို့လည်းဒီအမျှော်မြင်ရှိနဲ့စီစဉ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီပြဆက်ဟာ21ကိုကိုစားပြုတာမဟုတ်ဘူး22ကိုကိုစားပြုတာမဟုတ်ဘူးကျမတို့ရဲ့ຫນွေဦးတော်လှန်ရေးလူထုလှုပ်ရှားမှုတစ်ခုလုံးကိုဆက်ပြီးတော့ကိုစားပြုနေမယ်။ဒီပြဆက်ဖြစ်တယ်ဆိုတာကိုကျမဒီသတင်းကိုပေးချင်ပါတယ်။မကြည့်ရသေးတဲ့သူတွေကိုကြည့်ဖြစ်အောင်ကြည့်ပေးပါလို့ကျမဒီနေရာနေတောင်းဆိုချင်ပါတယ်တောင်းပန်ချင်ပါတယ်။ အားလုံးမင်္ဂလာပါကျွန်တော်နာမည် Patrick ပါကျွန်တော်ကမူရင်းနေတာတဲ့နေ့တက္ကီတာပြဿနာကိုထုတ်လုပ်သူတွေကတူဖြစ်ပါတယ်ကျွန်တော်ရဲ့တာဝန်ကတော့ logistics နဲ့ဆိုင်တဲ့အပိုင်းဖြစ်ပါတယ်အဓိကတာဝန်တွေကတော့ rehearsal practice နဲ့အချိန်စရာစီစဉ်ခြင်းလေ့ကျင့်ဖို့အတွက်နေရာများရှာဖွေခြင်းလေ့ကျင့်နေစဉ်အတွင်းမှာအဖွဲ့သူအဖွဲ့သားများအတွက်စားဆိုင်မဲ့စီစဉ်ခြင်း stage မှာတုံးဖို့ process ကိုတိစောက်ခြင်းလေ့ကျင့်မှုအတွက်သက္ခုံအကူများကိုစီမံခန့်ခွဲခြင်းနဲ့ live performance မှာ stage manager အဖြစ်စီမံအုပ်ချုပ်ခြင်းစတဲ့အပိုင်းတွေဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ဟာစေနာဝန်ထမ်းတွေနဲ့ဖွဲ့စည်းထားတဲ့အတွက်အလုပ်လုပ်တဲ့အခါမှာချင်းစရာကိုညှိနှိုင်းဖို့မလွယ်ပါဘူးလူတိုင်းဟာအလုပ်လုပ်ရတယ်ကြောင်းသွားရတယ်ဖျားကြောင်းသွားရတယ်စသဖြင့်မအားကြပါဘူးဒါရိုက်တာကိုသက်ဝင်းနဲ့ဆွေးနွေးပြီး၄-၅ လကိုကြိုပြီးစီစဉ်ခဲ့ရပါတယ်စိုးဆုံးပိုင်းကတော့လူတိုင်းပါဝင်လေ့ကျင့်ဖို့လိုအပ်တဲ့ run through practice ပါဒီတေးပြဆက်မှာပါဝင်ဖို့တရုတ်ဆောင်တွေကိုကျွန်တော်တို့အထူးမတိုက်တွန်းခဲ့ရပါဘူးကျွန်တော်တို့နဲ့စကားပြောဖြစ်တဲ့ဆွေးနွေးဖြစ်ခဲ့တဲ့တရုတ်ဆောင်တွေအနေနဲ့လည်းသူတို့ရဲ့ရင်ထဲမှာပြည်သူတွေဘက်ကရပ်တည်နေပြီးတော့ဒီတော်လိုင်းရေးကိုပါဝင်ကူညီနေကြတဲ့သူတွေကျွန်တော်တို့ရဲ့ခံယူချက်ချင်းတူကြတဲ့သူတွေဖြစ်နေလို့ပါပဲတိုင်းရင်းသားတရုတ်ဆောင်တွေရှားတဲ့အထက်မှာဆန်ဖရန်စစ္စကိုပွဲအတွက်ချင်းတရုတ်ဆောင်ရှားတာအခက်ဆုံးပါပဲဘာဖြစ်လို့လဲဆိုတော့ချင်းလိုလည်းပြောနိုင်ရမယ်တချင်းလဲဆိုနိုင်ရမယ်ချင်းအကလည်းကနိုင်ရမယ်ပြီးတော့တရုတ်လည်းကောင်းကောင်းဆောင်နိုင်ရမယ်ဆိုတဲ့အခါကျတော့နည်းနည်းတော့ခက်တာပေါ့နော်ဒါပေမဲ့ကိုကက်ဆူးကဒါတွေအကုန်လုံးကိုသူကောင်းကောင်းလုပ်နိုင်အောင်နေမကသေးဘူးကျွန်တော်လိုနေတဲ့ကားကွက်တွေကိုတီထွင်ပေးနိုင်တဲ့ choreographer ဖြစ်နေတာလဲကျွန်တော်တို့အရန်ကိုစီပြေသွားပါတယ်ကိုကက်ဆူးကလည်းအတော့ကိုပြင်ပန်းခံပါတယ်ကျွန်တော်နဲ့သူနဲ့စနေတင်းငွေတွေမှာ Zoom နဲ့တွင်းတွင်းရတဲ့အချိန်မှာတခါတည်းဆို4 နာရီကျော်ကြာပါတယ်သူပြင်ပန်းခံပြီးတော့ကျွန်တော်လိုချင်တဲ့ကားကွက်တွေရအောင်စူးစမ်းပြီးတော့ပေါ်ထုတ်ပေးခဲ့ပါတယ် But I'll find my way ဒီရုပ်ရှင်မှာကျွန်တော်အနေနဲ့ဇာတ်ညွှန်းဒါရိုက်တာထုတ်လုပ်သူတာဝန်တွေအပြင်လိုတဲ့နေရာတိုင်းကိုကျွန်တော်ဝင်လုပ်ပေးဖြစ်ခဲ့ပါတယ်တကယ်တော့ကျွန်တော်တို့မြို့မှာအတတ်ပညာပိုင်းကရောအနုပညာပိုင်းကပါလုပ်နိုင်တဲ့သူတွေရှိပေမဲ့လာပေါင်းများစွာအချိန်ပေးပြီးလုပ်ပေးနိုင်တဲ့သူကုနိုင်တဲ့သူရှာရအင်မတန်ခက်ပါတယ်အကြောင်းကြောင့်မကုနိုင်ကြတဲ့အတွက်လိုအပ်တာအကုန်ကျွန်တော်လုပ်ဖြစ်သွားတာဖြစ်ပါတယ်တချို့အခါတွေမှာခန်းစားရလွန်းလို့လေ့ကျင့်ပြီးတိုင်းကျွန်တော်တို့အားလုံးရဲ့ရင်ထဲမှာမွန်းသိပ်ကြပ်ပြီးတော့ကြံရိပ်ခဲ့ပါတယ်ခန်းစားရမှုအနေနဲ့စိန်ခေါ်မှုအကြီးဆုံးကတော့ကြာဆုံးသွားတဲ့သူတွေကိုဂုဏ်ပြုထားတဲ့အာဇာနည်များသို့တန်းချင်းသချင်းကိုဖန်တီးစဉ်ကပဲဖြစ်ပါတယ် လက်နက်မဲ့ကလေးမလေးကိုရက်ဆက်စွာတပ်ပစ်ခဲ့ကြဘယ်လောက်ထိများတတ်နေကြအောင်မလဲ ဒီသချင်းဟာတန်ကြပ်ပုံစံ rap ပုံစံနဲ့ဖွဲ့ဆိုတီဆိုထားတာပါတရုတ်ဆောင်တွေတလဲစီဥဆောင်ပြီး
ကြာဆုံးသွားတဲ့သူတွေရဲ့နာမည်ကိုနာကြီးစွာနဲ့အော်ဟစ်ကြတဲ့စီမှာနာမည်ရွေးဖို့အတွက်ကိုလူမျိုးဘာသာအခြေအနေတွေအားလုံးကိုကိုစားပြုမဲ့ပေါင်တစ်ခုချမှတ်ပြီးတော့ရွေးချယ်ခဲ့ပါတယ်။ဒါပေမဲ့ကြာဆုံးသွားတဲ့သူနာမည်ပေါင်းထောင်ကျော်ပါတဲ့စီးရင်ကနေတချင်းရဲ့ဖွဲ့စည်းပုံအရလိုအပ်တဲ့နာမည်12ခုကိုရွေးဖို့အင်မတန်ခက်ပါတယ်။ကြာဆုံးသွားတဲ့သူတွေရဲ့စီးရင်နဲ့သူတို့ရဲ့အကြောင်းအချင်းချုပ်ရေးထားတာတွေကိုကျွန်တော်လိုက်ဖတ်ပါတယ်။ဖတ်ရင်နဲ့ခံစားရလုံးလို့ကျွန်တော်ချုံပွဲချငုံမိခဲ့ပါတယ်။မမရပြောရမယ်ဆိုရင်အဲလီပွဲနီးတော့နောက်နေ့အတန်ဖိုင်းရင်သုံးဖို့ကြိုဖန်းထားရင်းနဲ့ကိုငင်းချမ်းမောင်ကကျွန်တော်ညဘက်မှာဆက်သွယ်လာပါတယ်။ကျွန်တော်လည်းတခြားတာဝန်တွေနဲ့မအားလို့ကြာဆုံးသူစီးရင်နဲ့သူတို့အကြောင်းတွေကိုဖတ်ကြည့်ပြီးတော့တင့်တော်ရာတစ်ခုရွေးဖို့ပြောလိုက်ပါတယ်။2မိနစ်လောက်ကြာတော့သူစီက message တစ်ခုရောက်လာပါတယ်။ကျွန်တော်ငိုနေပြီကိုကြီးတဲ့ လက်နက်နဲ့ကလေးမလေးကိုရက်ဆက်စွာသတ်သိခဲ့ကြဘယ်လောက်ထိများသတ်နေကြအောင်မလဲလူလက်ရဖို့ဘယ်လောက်ထိပေးစရတဲ့အာဇာနည်တွေဆုံးရှုံးရတာဘယ်တော့မှမဖြစ်ဘူးလက်နက်နဲ့ဒီလူတွေကိုရက်ဆက်စွာသတ်လို့နေကြဘယ်လောက်ထိများနှိမ့်ဆက်နေအောင်မလဲအာနာရှင်အောက်ကလူလက်ရဖို့ပဲဒီပါတီတွေချချီမစစ်အာဇာနည်တွေတော့မမေ့ Do it, man. မြတ်တွေ့တွေ့ခိုင်ပြောလိုက်စမ်း မြတ်တွေ့တွေ့ခိုင် ဆက်ပြောစမ်း မြတ်တွေ့တွေ့ခိုင် ဆက်ပြော